Hello ပဲမင်္ဂလာပါကျွန်မတို့ဆုမြတ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်မအိမ်ထဲမှာရှိတဲ့ပန်းပင်လေးတွေကိုလိုက်ပြမှာဖြစ်ပါတယ်ကျွန်မအခုရေတွင်းနာကိုရောက်နေပါပြီမျက်နှာကတော့နည်းနည်းမဲတဲနေပါတယ်ဒီပန်းကိုဘယ်လိုခေါ်ကြလဲမသိဘူးပေါ့နော်ကျွန်မတို့ဘက်မှာလည်းဘယ်လိုခေါ်မှမသိဘူးကျွန်မတို့ကြိုက်လို့ပါဒီပန်းလေးကိုအနံ့ကိုတိတ်လို့မကြိုက်ပါဘူးဒါပေမဲ့သူ့ပွင့်တဲ့ပုံစံကိုကြိုက်လို့ပါတရားလာတယ်သူကသူ့ရဲ့အယောင်အပန်းအယောင်လေးနဲ့အသေးရဲ့အယောင်နဲ့တကယ်ကိုမှလိုက်ဖက်တယ်ဒါနဲ့စကားမဆက်လေကောသလမင်းကြီးရဲ့အိမ်မက်ထဲကမြေစာပင်ဘက်ခတ်လွဲဆိုတဲ့အတိုင်းပဲဒီမှာအပင်လေးတွေတေးလေးပဲရှိစီငုတ်သေးရတီးကုန်အဲ့တော့စီစပွားဝင်လေးပါငကိုတော့အရန်လာရဲ့ချမ်းဝင်းကမလုံတဲ့ခါကျတော့နွားလာစားသွားလို့အပင်ကအဲ့လိုဖြစ်သွားပါတယ်ဒီပန်းအောင်လေးတချို့ဒေသတွေမှာပြုံမနိုင်ပန်းလို့ခေါ်တယ်တချို့ဒေသတွေကျမှတော့လေဒန်ပန်းလို့ခေါ်တယ်အခုကြည့်နေသူတွေဖက်မှာတော့ဒီပန်းကိုဘယ်လိုခေါ်ကြလဲအခုအပင်ကတော့တိတ်လို့မလှတော့ဘူးသူကတီးတီးအချိန်ဆိုတော့လေသူကပွင့်လို့ရှင်တအားလှတယ်ဒါပေမဲ့ဘယ်လိုလဲဆိုတော့သူကအတီးတီးပြီဆိုလို့ရှင်သူကတေတော့မှာဆိုတဲ့ခါကျတော့တိတ်ကြီးမလှတော့ဘူးဒါကတော့ဇွန်းဆွဲကြည့်ထားတာလေးပေါ့နော်ဒါကကြောက်လေပါပင်လို့ခေါ်လဲမသိဘူးဒီလိုမျိုးအပွင့်သွားပြီဆိုတော့မစားကြတော့ပါဘူးသူကအပွင့်မပွင့်ခင်အညွန့်လေးဆိုတော့စားကြတယ်မဲလှလို့ရိုက်ထားလိုက်တာတော့9နာရီပန်းပင်လေးပေါ့နော်တပွင့်လေးပဲပွင့်နေတာဒါမြက်ပင်ချင်လို့နှုတ်လိုက်တာပေါ့နှုတ်တာနေရပါပြီနေ့စီပန်းပဲလေးပေါ့နော်နေ့စီပန်းပဲလေးတေးသေးလေးပဲရှိပါတယ်ဒါတော့မှနေ့စီပန်းပွင့်ပြီးသားခြံဝဲမလုံတဲ့ခါကျတော့နွားလာစားသွားလို့ဒါတော့မာလကာပင်ပေါ့နော်ဒါတော့ဒီတော့အဆိုင်ခါတော့မဟုတ်ပါဘူးပတ်ဖိုးနဲ့ကုတ်ပြီးယူခဲ့တဲ့မာလကာပင်မှာဒါရီရဲ့ယူစနာပန်းပဲလေးဖြစ်ပါတယ်ဒါကတော့ဟိုတနေ့မှမယ်လေးဝယ်ခဲ့တာပါအနက်လေးကလည်းဝေးနေရပဲအဖူးလေးတွေကလည်းဝေးစားလို့သူကအပြင်မှာပိုလာတယ်အပွင့်လေးတွေကလည်းလာအဖူးလေးတွေစီးနေရပဲကြည့်လိုက်ပါဦးသူအရွယ်အယောင်အနှုရင်လေးရစသဘောကျခြင်းစရာလေးတွေပါကြည့်ပါဦးအမြင့်ရဲ့အောက်မှာကြောက်ခဲလေးခံထားလေးရစအလှနည်းနည်းဖုံလေးတော့တင်နေရပါဒါကတော့ဘာပဲလေးလဲမသိဘူးနည်းနည်းကြည့်ရလေးကလှရပေါ့နော်သူကဘလို့လေးလဲမသိဘူးဒါလည်းဟိုတနေ့ကမှအယူစနာပဲနဲ့တူကွေးခဲ့တာပေါ့နော်ဘာပင်မလို့မသိတည်ရင်တော့ဖြေခဲ့ကြပါအောင်သူကဝဲကြီးတုန်းကတော့ဒါတွေကမချောက်သေးဘူးဘလို့ဖြစ်လို့လဲမသိဘူးရောက်ရှင်နောက်နေမှာပဲသူချောက်ပြီးတော့အကုန်လုံးကြွေကြကုန်တည့်ရလဲဘာပင်လေးလည်းမသိပါဘူးသူကရှာလောင်းလက်ပတ်ပင်နဲ့ပုံစံတူပေမဲ့လေသူကအပြင်မှာထူးခြားတာဖြူလေးတွေကွာအဲ့လိုမျိုးလေးပါတယ်ဒါလေးတေချာအနိကလေးရိုက်ထားတာပေါ့နော်အရန်လာကြောင်းပေါ့လို့ကြည့်ပါဦးဘလို့လေးလည်းမသိဘူးသူကတမျိုးလေးဆက်လေးပေါ့ပြီးတော့သူ့ရဲ့ထိတ်မှာအဖူးလေးပါတယ်ဒီမှာအယိုးနဲ့ရှည်လေးနဲ့ဒီမှာသူများပဲမှာတော့မိနေရတော်တိလို့အဖူးလေးလည်းပါသေးပါပင်လေးလည်းတော့မသိပါဘူးရှင်ဒါတော့ငုတ်ပင်လေးပါလှလုံးလို့ပေါ့နော်ငုတ်တီးနေရလေးလှလုံးကိုရိုက်ထားတာပါဘာမှမဟုတ်ပါဘူးအဲ့လိုဇောင်းရှားပင်လို့ခေါ်ရလားမသိဘူးပေါ့နော်စူးလေးတွေနဲ့စောက်ထဲမှာဖက်ဘူးတော့ဒီပင်လေးရရေးလေးစုပ်တယ်ပေါ့နော်ကန်နာမှာပေါက်တယ်လို့သိရတာလေးပေါ့ဒါကတော့ပါရင်ညာမဟုတ်ပါဘူးအိမ်နာမှာဆက်ရတဲ့ချင်းမောင်ဝင်လို့ရှောက်ရွက်နေရမှာဖုံးကစောက်ထိုးကြီးဖြစ်နေနောက်ဒီကြည့်ပြီးတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ပြီးတော့လက်ဆောင်တွေကြပါအောင်ရှင်အိမ်ထဲမှာရှိတဲ့ပင်တွေကိုရိုက်ပြီးသွားပြီဆိုတော့ပြီးပါပြီရှင်